ဒါကတော့မင်းသမီးတယောက်ခေါင်းလျှော်ရေးကြော်ညာတစ်ခုကိုရိုက်ကူးနေတာပါဒီလပါတဲ့မင်းသမီးလေးရဲ့နာမည်ကတော့ဒီလလို့ခေါ်ပါတယ်ဒရိုက်တာကပို့ပြီးတဘာဝကျတဲ့တရုတ်ဆောင်ချက်ကိုလိုချင်တဲ့အတွက်ဒီလတယောက်ရေအေးအောက်မှာအကောင်းဆုံးစူးစမ်းပြီးတရုတ်ဆောင်နေရရှာပါတယ်ဒါပေမဲ့သူမမျက်လုံးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့မြင်ကွင်းအလုံးကရုတ်တရက်ပြောင်းလဲသွားခဲ့ပါပြီစီကားနေတဲ့ရိုက်ကွင်းကြီးဟာပြက်ကွယ်သွားပြီးရှုပ်ပွားနေတဲ့အိမ်သာခန်းလေးတစ်ခုဖြစ်သွားခဲ့ပါတယ်ဒီလတယောက်အဝတ်လဲပြီးအပြင်ထွက်လာတဲ့အခါကြော်ညာတဲ့ကကလေးနှစ်ယောက်ကသူမရဲ့သားနဲ့သမီးဖြစ်နေပြီးကြော်ညာတဲ့ကယောက်ျားကလည်းသူမရဲ့ခင်မှုဖြစ်သူဒါကန်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူတို့အားလုံးကသူမကိုဟန်တန်ဆိုတဲ့နာမည်နဲ့ခေါ်နေကြတာပါဒါဟာရိုက်ကူးရဲ့အဖွဲ့ကစားနောက်နေတာလို့ထင်ပြီးဒီလတယောက်စိတ်ပြက်လက်ပြက်နဲ့အိမ်ကနေထွက်ပြေးလာခဲ့ပါတယ်သူမဟာလက်ရှိချစ်သူရှောင်းဆိုင်ရဲ့အိမ်ကိုရောက်လာပြီးဆိုဖာပေါ်မှာလဲအိတ်လိုက်ပါဒါပေမဲ့အဆိုးဆုံးကတော့သူမရဲ့ချစ်သူကသူမကိုလုံးဝမမှတ်မိတော့တာပါပဲနောက်တနေ့မနက်မှာတော့အခြေအနေတွေကပိုဆိုးလာပါတယ်ဒီလဟာမင်းသမီးမဟုတ်တော့ပဲဘန်ဝင်နှန်းတယောက်ဖြစ်နေပါတယ်အင်တာနက်မှာသူမနာမည်ဒီလာကိုရှာကြည့်ပေမဲ့ဘာချက်လက်မှရှိမနေတော့ပါဘူးသူမရဲ့နာမည်ကြီးရုပ်ရှင်တွေအားလုံးမှာသူမနေရာကိုတခြားမင်းသမီးတယောက်ကအစားထိုးဝင်ရောက်သွားတာကိုတွေ့လိုက်ရပါတယ်စိတ်သက်တွေအလွန်မင်းပျက်စီးနေတဲ့အချိန်မှာဗန်မန်နေဂျာကသူမကိုခေါ်လိုက်ပါတယ်ဒီလာကသူမဟာဝန်ထမ်းမဟုတ်ဘဲနာမည်ကြီးမင်းသမီးဒီလာဖြစ်တယ်လို့အော်ဟစ်ပြောဆိုပေမဲ့မန်နေဂျာကတော့ဒါကိုသူတို့နှစ်ဦးကြားကစနှောက်နေတယ်လို့ထင်မှတ်ပြီးသူမကိုတောအုပ်ထဲခေါ်သွားကစားခတ်လုပ်ဖို့ကြိုးစားပါတော့တယ်တကယ်တော့ဒီဘဝကဟန်တန်ဟာဗန်မန်နေဂျာနဲ့ချစ်ကြိုက်ပြီးခိုးပြေးဖို့ကြံစည်နေသူဖြစ်ပါတယ်ပို့ပြီး YouTube ဖို့ကောင်းတာကအဲ့ဒီဗန်မန်နေဂျာဟာသူမညမရဲ့ယောက်ျားဖြစ်နေတာပါပဲရှုပ်ထွေးလာတဲ့အခြေအနေတွေကြောင့်ဒီလာတယောက်စိတ်ပေါက်ကွဲပြီးအိမ်သာထဲပြေးဝင်ကခေါင်းကိုပြန်လျှော်ချလိုက်ပါတယ်ခေါင်းပြန်လျှော်ရင်အရာအလုံးမူလအတိုင်းပြန်ဖြစ်သွားမလားလို့မျှော်လင့်ခဲ့ပေမဲ့လက်တွေကတော့ဆိုးဝါးလွန်းပါတယ်သူမရဲ့ထူးဆန်းတဲ့အပြုမူတွေကြောင့်မိသားစုကသူမကိုစိတ်ရောဂါဆေးရုံပို့လိုက်ကြပါတယ်သူမကမင်းသမီးတယောက်ဖြစ်ကြောင်းတရုတ်ဆောင်ပြပြီးဘလောက်ပဲတက်တေပြပြဆရာဝန်တွေကတော့သူမကိုစိတ်ဝေဒနာပြင်းထန်နေပြီလို့ပဲသတ်မှတ်လိုက်ကြပါတယ်သူမဟာဒီဆေးရုံထဲမှာပဲတစ်သက်လုံးပိတ်မိနေတော့မယ်လို့ထင်မှတ်ပြီးအဆုံးစီရင်ဖို့ကြံစီနေတော့ဆေးရုံထဲကပညာရှိအဖွားအိုတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်အဖွားအိုကသူမကိုအတိတ်ပဲရှိတဲ့စကားတခွန်းပြောလိုက်ပါတယ်